အတ္တဟိအတ္တနောနာထောကောဟိနာထောပရောတိယအတ္တနာဟိတုတ္တန္တေနနာထံလပတိတုံလပံတဲ့အဓိပ္ပာယ်မိမိတည်တာလဲမိမိအားကိုးရမိမိမှာတပါးခြားသူတို့သည်မိမိအားကိုးရမဟုတ်မိမိစိတ်ကိုကောင်းစွာဆုံးမခြင်းအပြင်ရနိုင်ခဲ့သောအားကိုးရာကိုရနိုင်တယ်တဲ့ဒီဒေသနာတော်နဲ့ပတ်သက်ပြီးတော့စဉ်းစားမိတာလေးကိုပြောခြင်းတယ်လူတွေကအပေါ်ယံအားကိုးရာတွေနဲ့ပဲနေကြတာအပေါ်ယံအားကိုးရာတွေဆိုတော့အပေါ်ယံပြဿနာတွေလောက်ကိုပဲဖြေရှင်းနိုင်မှာပေါ့တကယ်အရေးကြီးတဲ့ပြဿနာတွေကိုမဖြေရှင်းနိုင်ဘူးတကယ်အရေးကြီးတဲ့ပြဿနာတွေဆိုတာနာခြင်းသိခြင်းကိုပြောတာနာခြင်းသိခြင်းကဘလောက်အရေးကြီးလဲစဉ်းစားကြည့်ကျမ်းမာရေးဖောက်ပြီဆိုတာနဲ့ကျန်တာတွေထားလိုက်ပါကွာဆိုပြီးတော့သူ့ကိုအရင်ဖြေရှင်းဖို့ကြိုးစားကြရတာပဲမဟုတ်လားဘလောက်အရေးကြီးလဲသူ့ကိုဖြေရှင်းတဲ့နေရာမှာကုသနိုင်ဖို့လိုတယ်လို့ရင်ဆိုင်နိုင်ဖို့လည်းအရေးကြီးတယ်ရင်ဆိုင်နိုင်ရင်ပြဿနာကတိတ်မကြီးဘူးရင်မဆိုင်နိုင်ဘူးဆိုရင်တော့ပြဿနာကတော်တော်ကြီးသွားပြီတေချာစဉ်းစားကြည့်ရင်ကုသနိုင်စွမ်းနဲ့ရင်ဆိုင်နိုင်စွမ်းကပိုအားကိုးလိုက်တယ်ကျမကြီးပြက်လို့မျက်နှာငယ်ကြတယ်ဆိုတာရင်ဆိုင်နိုင်စွမ်းလို့ဆိုတဲ့အားကိုးရာမရှိကြလို့ပါအားကိုးရာမရှိတော့အားငယ်တာပေါ့စိတ်ထဲမှာတရားအသိတွေရှိနေတယ်ကြည်လင်းနေတယ်အေးချမ်းနေတယ်ဆိုရင်ယောဂနှိမ့်ဆက်နေတော့လည်းပဲချမ်းချမ်းသာသာနေနိုင်တယ်တရားအသိရှိလို့ယောဂနှိမ့်ဆက်တဲ့ကြားကပဲချမ်းချမ်းသာသာနေသွားကြတဲ့သူတော်ကောင်းကြီးတွေအများကြီးရှိတာပဲစေဝါဒတ်စာတွေနဲ့ကုသမဲ့သူတွေနဲ့ပြုစုမဲ့သူတွေနဲ့ဝိုင်းဝိုင်းလည်နေလည်းပဲစိတ်ထဲမှာတရားအသိမရှိလို့ကိုယ်စိတ်ကရင်မဆိုင်နိုင်ဘူးကြောက်နေတယ်စိုးရိမ်နေတယ်စိတ်မထားတတ်ဘူးငါမှဖြစ်ရလေခြင်းဆိုပြီးစိတ်တွေဆင်းရဲနေမယ်ဆိုရင်ရောအားကိုးရာရှိတဲ့လူလို့ဆိုနိုင်မလားတကယ်စဉ်းစားကြည့်ရင်နာရေးပြဿနာဆိုတာပြေလည်အောင်ဖြေရှင်းနိုင်မှုလွန်ခက်တယ်ဆိုးရတဲ့ယောဂတွေဖြစ်ပြီဆိုရင်တော့ငိုကြတဲ့လူတွေပဲများပါတယ်အဲ့ဒီနာရေးပြဿနာတွေသေရေးပြဿနာကပိုကြီးပြန်တယ်သူကတော့အရေးတကအရေးထဲမှာအကြီးဆုံးအရေးပဲပိုင်ဆိုင်သမျှပတ်သက်သမျှငါဟာလို့လှုပ်ထားသမျှအရာအလုံးကိုထားခဲ့ရတော့မေးအဲ့ဒီချိန်မှာစိတ်ကချမ်းသာနိုင်မလားမရေရတဲ့အနာဂတ်တွေရောစိတ်ချရပြီလားရှည်ရေးအတွက်ကောင်းမြတ်တာတွေကိုရွေးချယ်နိုင်စွမ်းရှိပြီလားကောင်းတဲ့ဘဝရမှာလားဆိုးတဲ့ဘဝရမှာလားအဲ့ဒီမိခွန်းတွေရဲ့အဖြေကတည်ခြင်းကိုအစဉ်ပြေပြေရင်ဆိုင်နိုင်ခြင်းရင်မဆိုင်နိုင်ခြင်းအပေါ်မှာပဲအဓိကမူတည်နေတယ်တရားအသိဉာဏ်ရှိရင်အစဉ်ပြေမှာပဲတရားအသိဉာဏ်မရှိရင်အစဉ်မပြေနိုင်ဘူးဒီနာရေးတည်ရေးဆိုတဲ့ပြဿနာတွေကလူတိုင်းမှာတွေ့ရမှာတတိလည်းမလွတ်ဘူးပညာတတ်လည်းမလွတ်ဘူးဘယ်သူမှမလွတ်ဘူးလူတွေအားလုံးဟာကိုယ်ဒုက္ခနဲ့ကိုယ်ရုန်းကန်နေကြရတဲ့သူတွေကြီးပဲဒုက္ခကိုကြီးနဲ့ဘဝခီးကိုပင်ပင်ပန်းပန်းသွားနေကြရတဲ့သူတွေကြီးပဲအပေါ်ယံကြည့်ရင်မတူဘူးလို့နဲ့တကယ်ကဘာမှသိပ်ပြီးတော့မတူဘူးဒုက္ခတွေကြီးပဲအထင်သေးစရာလည်းမရှိဘူးအထင်ကြီးစရာလည်းမရှိဘူးကရုဏာဖြစ်စရာတွေပဲရှိတယ်တရားအသိဉာဏ်ဆိုတဲ့ရင်ဆိုင်နိုင်စွမ်းရှိတဲ့သူတွေပဲတတ်တာရကြမှာရင်ဆိုင်နိုင်စွမ်းမရှိလို့ကတော့ဘယ်သူမှမလွယ်ဘူးနှိမ့်ဆက်တတ်တာကလောကရဲ့သဘာဝရင်ဆိုင်နိုင်စွမ်းရှိဖို့ကကိုယ်တာဝန်ဒါပဲအဲ့ဒီရင်ဆိုင်နိုင်စွမ်းကလည်းကိုရှာထားမှကိုရမှာဘယ်သူမှကိုယ့်ကိုရှာမပေးနိုင်ဘူးကိုလည်းဘယ်သူမှရှာမပေးနိုင်ဘူးဒါကြောင့်ကိုယ့်ကိုယ်အားကိုသူများကကိုယ့်အတွက်အားကိုးရမှုဘူးလို့ပြောတာဘဝဘေးအခြေအနေရတယောက်နဲ့တယောက်အတူတူနေကြရပေမဲ့လို့သူ့စီမှာလည်းကိုယ့်အတွက်အားကိုးရမရှိဘူးကိုယ့်စီမှာလည်းသူ့အတွက်အားကိုးရမရှိဘူးတကယ်အရေးမှာကိုယ့်အတွက်ဘသူစီမှာမှအကူအညီမရှိဘူးဘလောက်ယဉ်နေဘလောက်ချစ်ကိုယ့်ရှိမှကိုယ်ပဲလောကကဘလောက်တစိမ့်ဆန်လိုက်တယ်လဲအဲ့ဒါအမှန်တရားပဲတရားအသိဉာဏ်ဆိုတဲ့အားကိုးရမရှိလို့ကတော့ဘာတွေဘလောက်ရှိလူကြီးဖြစ်လို့နေအားငယ်ပြီးနာရမှာပဲအားငယ်ပြီးသေရမှာပဲအားငယ်ပြီးသေရတဲ့လူတစ်ယောက်ရဲ့အနာဂတ်ကဘလောက်ကောင်းနိုင်မလဲဒါဆိုရင်အားကိုးရကိုဘယ်လိုရှာမလဲအားကိုးရရအောင်ဘယ်လိုလုပ်မလဲအတ္တနာဟိတုတ္တန္တေနဆိုတာကအဲ့ဒီမေဝန်းရဲ့အဖြေပဲအဓိပ္ပာယ်ကမိမိစိတ်ကိုကောင်းစွာဆုံးမခြင်းအပြင်နဲ့ကိုယ်စိတ်ကိုကောင်းအောင်ဆုံးမမယ်ဆိုရင်အားကိုးရာစိတ်ကိုရမယ်တဲ့ကိုယ်စိတ်ကိုကောင်းအောင်ဆုံးမတယ်ဆိုတာ
တတိပဋ္ဌာန်တရားပွားတာကိုပြောတာတတိပဋ္ဌာန်အလုပ်ဆိုတာဖြစ်တိုင်းသိအောင်လုပ်နေတဲ့အလုပ်ပဲကိုယ်ခန္ဓာမှာဘာပဲဖြစ်ဖြစ်ဖြစ်တိုင်းသိအောင်လေ့ကျင့်နေတာရုပ်ပဲဖြစ်ဖြစ်နာမ်ပဲဖြစ်ဖြစ်ကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်ဖြစ်တိုင်းသိနေအောင်ကြိုးစားနေတာဖြစ်တိုင်းသိနေရင်အဲ့ဒီသိနေတာတွေနဲ့ပတ်သက်ပြီးတော့လောဘဒေါသမဖြစ်ဘူးဒီပြိုင်နက်ထဲမှာပဲအသိဉာဏ်တွေလည်းမြင့်လာတယ်အဲ့ဒါကိုကိုယ်စိတ်ကိုကောင်းအောင်ဆုံးမတယ်လို့ပြောတာအဲ့ဒီသတိပဋ္ဌာန်ကိုလေ့ကျင့်ရင်နာထံလပတိတုံလပံနဲ့ရနိုင်ခဲ့သောအာကိုရာကိုရမယ်တဲ့ရနိုင်ခဲ့သောအာကိုရာဆိုတာတရားအသိဉာဏ်ကိုပြောတာအမြင့်ဆုံးပြောရရင်တော့မဲ့ဉာဏ်ဖူဉာဏ်တွေကိုပြောတာဟုတ်တယ်တရားအသိဉာဏ်ကမှရနိုင်ခဲ့တဲ့တကယ်အာကိုရာအစစ်တန်တရားတစ်လျှောက်ဘယ်တော့မှမရခဲ့ဘူးသေးတဲ့အလွန်ရနိုင်ခဲ့တဲ့အာကိုရာအစစ်တွေကျန်တဲ့အာကိုရာတွေကရနိုင်ခဲ့တဲ့အာကိုရာမဟုတ်ဘူးရလွယ်တဲ့အာကိုရာတွေမိသားစုဝင်တွေဆွေမျိုးတွေချစ်ရခင်ရတဲ့သူတွေမိတ်ဆွေပေါင်းသင်းတွေဥစ္စာပစ္စည်းတွေလောကီပညာတွေဂုဏ်ပကာသနာတွေအပေါ်ယံတွေအဲ့ဒါတွေဟာရလွယ်တဲ့အာကိုရာတွေတတန်တရားလုံးရှာလာခဲ့တာဘဝတိုင်းသူ့ဟာနဲ့သူတော့ရခဲ့တာပဲဒါပေမဲ့တကယ်အရေးနဲ့တွေ့ရင်အလုံးမဖြစ်ဘူးမျက်ရည်ကျပြီးအဆုံးသတ်ခဲ့ရတာကြီးပဲဘဝတိုင်းဒီပုံစံနဲ့လာခဲ့တာပဲများတယ်ခုဘဝမှာရောဘလို့လဲအများနည်းတူကိုရှာထားတဲ့ကိုမှရှိနေတဲ့အဲ့ဒီအပေါ်ယံတွေကနာပွဲတေပွဲခွဲပွဲတွေနဲ့တွေ့ရင်စိုးရင်ငိုကြွေးခြင်းတွေကိုကုစားနိုင်မှာလားညိတ်တွေကြာပြီးအငဲ့သူအဖြစ်မှာပဲဆက်ပြီးရှိနေစေဦးမှာလားအရာအတွက်တကယ်အားကိုးလောက်ရဲ့လားစဉ်းစားကြည့်ရင်ရလွယ်တဲ့အဲ့ဒီအားကိုးရာတွေဟာတကယ်အားမကိုးလောက်ဘူးဆိုတာသိနိုင်တယ်ဒါကြောင့်အားကိုးလောက်တဲ့ရနိုင်ခဲ့တဲ့အားကိုးရာဖြစ်တဲ့တရားအသိဉာဏ်ကိုရဖို့ကိုယ်စိတ်ကိုဆုံးမခြင်းလို့ဆိုတဲ့သတိပဋ္ဌာန်တရားကိုပွားများနိုင်ကြပါစေ